စုံပြီဗျာမင်္ဂလာပါနော်ဒီနေ့ပြောထားတဲ့အတိုင်းချစ်ချင်းမြတ်တာကြောင့်လည်းပြောပြမယ်တော့ကြည့်ဖြုတ်ပါအများရောပချောင်းလေးကြားတယ်အရင်မလုပ်ကြနဲ့နော်ကျွန်တော်တို့ပချောင်းလေးကြားကုန်တယ်လားအရင်မဖြုတ်ကြနဲ့ကျွန်တော်ပြောမှာအခုကျွန်တော်တို့ပဲ3နှစ်လိုက်တော့မယ်နော်ကျွန်တော်တဲ့အသက်ကြီးတဲ့အကူကူတွေမမတွေဥဥတွေတော်တော်တွေဖိုးဖိုးတွေဖွားဖွားတွေဖေဖေတွေမေမေတွေရှိမယ်နော်အဲကျွန်တော်တို့ပဲ3လုံးလိုက်မယ်နော်အရိုက်မရိုက်ဘူးမလားကျွန်တော်ပြောပြမယ်နော်ချစ်ချင်းမြတ်တာအစ်အကြောင်းကိုပြောမှာနော်ကျွန်တော်ပြောတာဒီချစ်ချင်းမြတ်တာအစ်အကြောင်းနော်အဲ့ဒီချစ်ချင်းမြတ်တာအစ်မှာလေဖျားတွေပညာရှိတွေလည်းပြောတယ်ကွာမြတ်တာစစ်လို့ရှိရင်မြတ်တာမှန်အသွားပြန်ရှိရဆိုတော့တကယ်နော်ဒီလားအဲ့ဒီချစ်ချင်းမြတ်တာတော့ဘယ်လိုလဲဆိုအခုကျွန်တော်တို့တကဘာလုံးခံစားရတယ်အဲ့လိုမျိုး frequency လေးတွေ3ခါ line လေးတွေရှိတယ်အဲ့မြတ်တာအစ်ကလေးအဲ့ဒါလူတိုင်းလုပ်လို့ရရနော်ဒီလားလူတိုင်းလုပ်လို့ရရနော်အဲ့မြတ်တာ line ကလေကျွန်တော်ပေးမယ်နီးဒီလားစိတ်ဝင်စားရင်ပြောပြမယ်အဲ့လုပ်တဲ့နီးဒီလားလွယ်တယ်နော်ဒီလားအရင်လွယ်တယ်နော်တော်တော်ကြီးကိုလွယ်တယ်နီးလုံးလို့တာမတွေ့ကြတာလူတွေလွယ်တယ်နော်ဒီလားအဲ့ကောင်ကလေမြတ်တာ line တွေရှိရင်တော့ကျွန်တော်လိုမျိုးလုပ်တယ်လို့အဲ့ဒါတကူလည်းမဟုတ်ဘူးဒီလားတကူမဟုတ်ဘူးနော်ဥပမာဗျာကျွန်တော်မိသားစုပဲတွက်မယ်နော်မိသားစုကောင်းမလေးနဲ့ကောင်းလေးနဲ့ပေါ့လို့သူတို့လင်မယားနှစ်ယောက်ဖြစ်သွားပြီသူတို့လင်မယားနှစ်ယောက်ကတကယ်ချစ်ကြတယ်ပေါ့နော်တကယ်မေတ္တာအစင်းနဲ့ချစ်တယ်နော်တယောက်ကိုတယောက်တွေ့လို့ရှိရင်အဲ့လိုရင်နေတလက်ခုံမှအဲ့လိုမျိုးချစ်ကြတယ်ပေါ့သူတို့နှစ်ယောက်စုံလို့ရှိရင်အသားချင်းထိတာပဲဖြစ်ဖြစ်နမ်းတာပဲဖြစ်ဖြစ်ဖက်လက်တကင်းနေတယ်အဲ့လိုမျိုးတကယ်ချစ်တဲ့သူတွေအဲ့လိုမျိုးခံစားရတယ်လားအဲ့လိုမျိုး frequency ရှိပါသေးလား3ခါ line လေးရှိတယ်အဲ့ဒါတဘာဝရဲ့နိယာမတရားပဲအဲ့လိုမျိုးတကယ်ချစ်တဲ့သူတွေအဲ့လိုခံစားရတယ်ကွာတကယ်ချစ်တဲ့လင်မယားအတွဲတွေအဲ့လိုခံစားရတယ်ဟုတ်တယ်မလားအဲ့ဒါနံပါတ်1ချက်အဲ့လိုမျိုးကတကယ်အချစ်စစ်ဖြစ်မှာပဲပေါ်တာနော်အဲ့ frequency တွေတလက်ခုံတာလေတဲ့မယ်အဲ့လိုပြီးလို့ရှိရင်အဲ့မြစ်တာလေအရန်စွာကြီးမားနော်ချစ်ချင်းမြစ်တာအစစ်ကစွာအရန်ကြီးမားတယ်ကိုအခုအဲ့လင်မယားနှစ်ယောက်ဟောအိမ်ရဲ့လင်မယားနှစ်ယောက်ကိုပဲပြောမယ်နော်လင်မယားမိသားစုတစုပေါ့လင်မယားနှစ်ယောက်ဆိုအဲ့မိသားစုတစုမိသားစု3ယောက်ရှိတယ်ပေါ့လင်မယားရဲ့သားရဲ့3ယောက်ဆိုရင်ယောက်ျားအလုပ်သွားတယ်ကိုယောက်ျားအလုပ်သွားတယ်လုပ်ငန်းတွေသွားတယ်ဆိုရင်ကိုမမအိမ်မှာကြံခဲ့မယ်ဟာလိုက်တကယ်ချစ်တဲ့လင်မယားကိုပြောရမယ်ကျွန်တော်အချစ်စစ်ကိုပြောတာဟုတ်တယ်အဲ့ချိန်တော့မိမအိမ်မှာကြံခဲ့တဲ့ချိန်ယောက်ျားမိမအိမ်မှာကြံခဲ့တဲ့မိမအော်ငါယောက်ျားလေးဒီနေ့အလုပ်ငန်းကိုင်ငန်းအဆင်ပြေပါစေအနေကင်းပါစေဆဆရချောမွေးပါစေဆဆရတူးတက်ပါစေဆိုတဲ့စိတ်ရင်းအမှန်တော့ရင်ထဲကရင်တီးဒီဟတ်ဒီရင်ထဲကစိတ်ရင်းအမှန်နဲ့ပြောတကယ်ကြီးပွားပါစေတူတက်ပါစေအောင်မြင်ပါစေဆဆရတူတက်ပါစေပြောတိုင်းဆိုတိုင်းအောင်မြင်ပါစေလို့ရင်ထဲကနေပါရမှာနော်ပါဇက်ကနေပဲထွက်လို့မရဘူးအဲ့စကားတလားတကယ်ရင်ထဲကနေကိုယောက်ျားကိုအောင်မြင်ပါစေတူတက်ပါစေကြီးပွားပါစေမျက်စိထဲမှာလည်းမြင်နေရမယ်ငါယောက်ျားလုပ်ငန်းကိုင်ငန်းငါရဲ့မေတ္တာတွေနဲ့ကြီးပွားပြီးတူတက်ပြီးတော့အဲ့လိုမျိုးပြောပြရမှာပေါ့ပြောပြရမှာစိတ်ထဲမှာမှတ်နေရမှာအဲ့ဒါပတ်စံမကုန်ဘူးနော်ကျွန်တော်ပြောတာတလားအဲ့မေတ္တာတိုင်းပတ်စံမကုန်ဘူးအဲ့လိုမျိုးပြောပြီးမှတ်ပေးနေကွာအချိန်တိုင်းတလားတတိယတိုင်းကွာကိုယောက်ျားအလုပ်သွားတိုင်းပြန်လာတိုင်းဩငါယောက်ျားလေးပြန်လာပြီယောက်ျားလည်းအဲ့လိုပဲမိမကြံခဲ့တဲ့မိမဩအိမ်မှာကြံခဲ့တဲ့မိမလေးဘာမှမဖြစ်ပါစေနဲ့သူသားလေးနဲ့ချစ်ခင်ကျမ်းပါပါစေချမ်းသာပါစေယောက်ျားလည်းအဲ့လိုစစ်မှန်တဲ့မြတ်တာတွေပြန်ပေးသေးလားအဲ့ဒါ effect လာနော် effect တမ်းပြန်တက်ရောက်တယ်ကွာဖျားရှင်တွေပညာရှိတွေပြောမလားမြတ်တာမှန်ရင်သွားပြန်ရှိတယ်လက်တွေ့ပဲနော်အဲ့ဒါကြောင့်မို့ကိုယောက်ျားကိုလည်းပေးအဲ့မြတ်တာစစ်မှန်တယ်ယောက်ျားလည်းမိမကိုပြန်ပေးလင်မယားနဲ့ကလည်းတားကိုပြန်ပေးငါသားလေးကြောင်းတက်ရင်လည်းကျောင်းထဲမှာစာရပါစေမဖြစ်ပါစေဆိုအဲ့လိုမြစ်တာ line တွေပေးလိုက်ပြီဆိုရင်လေဒီလားအဲ့မြစ်တာ line ခံစားရတဲ့သူကလေ fine လားနော်အဲ့မြစ်တာအစွမ်းရတဲ့သူကဒီလားချစ်သူကပဲရီးစားပဲပဲနော် fine လားတော့ကွာလုပ်ရက်တွေကလေအပေါင်းဘက်ကိုစောင်းတာဒီလားအပေါင်းဘက်ကိုစောင်းတာကျွန်တော်မလိမ်ဘူးနော်ဒီလားလိမ်ပြောလို့မရဘူးတကယ်ချစ်တဲ့သူတွေတည်ရွာတယ်တကယ်ချစ်တဲ့သူတွေအောင်မြင်တယ်ကွာဒီလားတကယ်ချစ်တဲ့သူတွေအောင်မြင်တယ်ကွာအဲ့ဒါကိုပြောတကယ်ချစ်တဲ့လင်မယားတွေတော့ကြည့်လိုက်အောင်မြင်တယ်ကွာသူတို့မြစ်တာရင်းနဲ့တကယ်မြစ်တာအစ်စ်တွေနဲ့အောင်မြင်တယ်ဒီလားတိုးတက်ကြီးပွားတော့အဲ့ဒါပဲပတ်စံကုန်ကွာအဲ့အောင်မြင်ပါစေတိုးတက်ပါစေကြီးပွားပါစေဆိုတော့စိတ်ရင်းအမှန်တော့ဟတ်ဒီနှလုံးဒီနားလေးကလာတဲ့ဟာဒီလားအရင်မိုက်တယ်နော်အရင် fine နေဒီလားအဲ့ဒီပြောပြတာပေါ့အဲ့ဒါမိသားစုပဲရှိတယ်နော်ကျွန်တော်ပြောတာအဲ့ဒါလူတိုင်းကိုပြီးလို့ရတယ်ကွာပတ်စံနဲ့မကုန်ဒီလားနော်ကျွန်တော်မိသားစုနဲ့ပြောပြတာလို့
အမှန်တကယ်ကတော့အဲ့ဒါလူတိုင်းကိုပေးလို့ရတယ်ကိုပေါ့ကိုနေတဲ့ရက်ကွက်ကိုမှာပဲဖြစ်ဖြစ်မြို့မှာပဲဖြစ်ဖြစ်တိုင်းဒေသကြီးမှာပဲဖြစ်ဖြစ်နိုင်ငံမှာပဲဖြစ်ဖြစ်ကဘာလုံးကိုပဲဖြစ်ဖြစ်စัจ java ကိုပဲဖြစ်ဖြစ်ပေးလို့ရတယ်ကွာပတ်စံမကုန်မင်းနဲ့ပြောတာအဲ့ဒါကြီးပွားတူတက်တဲ့ဤပဲနော်အဲ့ဒါချစ်ချင်းမြတ်တာကြောင့်ပါနောက်နေ့ကျွန်တော်ဘာပြောထားရလဲလားအခုချစ်ချင်းမြတ်တာကြောင့်ပြီးပြီနော်ကျွန်တော်တစ်ခုချင်းလာမယ်သိလားအားပေးမှမလားအားပေးရမယ်နော်ဒါစားအားပေးဖို့ပေါ့ပါလေးလာတယ်နောက်ဆိုဟာတာကြီးလည်းလာနော်ဖြုတ်မယ်အတူတူဖြုတ်မယ်နော်